ကိုယ့်ရဲ့ကိုယ်ရောခွဲခွာပြီးတော့ဟုတ်ကဲ့တနေ့တကြီးမှာမိမိတို့ကျွမ်းကျင်ရာဘာသာရက်နဲ့သွားလာလှုပ်ရှားလှုပ်ခိုင်းစားပေါက်ပြီးတော့ပရိယေကဝမ်းစာကြောင့်ဟုတ်ကဲ့ရွာကိုလည်းခွဲခွာကြရတယ်ဒါပေါ့ဆရာရွာကိုခွဲခွာရတယ်လို့ရွာမှာကြံခဲ့တဲ့တငယ်ချင်းတွေကိုလည်းပဲခွဲခွာခဲ့ကြရတယ်ဟုတ်တာပေါ့ဘယ်လိုပဲခွဲခွာလာကြရပြီမဲလို့ကိုစောကြီးဆရာကိုရက်ကိုရွာဆိုတာမင်းနိုင်ကောင်းသောအရာမဟုတ်ပါဘူးလူဟာမပြောပါနဲ့ဆရာနဲ့နွားများတောင်မှအချိန်တန်တော့ချီးကြိုင်ကိုအမှတ်ရကြသေးတာပဲဒီသဘောပဲဟုတ်ကဲ့ကိုရဲ့မွေးရက်မြချက်မြုပ်ဇာတိဆိုတာမေ့ပြောက်ကောင်းသောအရာလည်းမဟုတ်တလို့မေ့နိုင်သောအရာလည်းမဟုတ်ပါဘယ်မေ့နိုင်မှာမလို့ကိုရဲ့ရွာကိုယ်